အဲ့တော့ it is proof that ဆိုပြီးတော့မှ left hand side ကိုပြန်ကူးချလိုက်ရပေါ့နော်စောနာကဒီ k+1 ချက်ချင်းမသွင်းပဲနဲ့ k+1 မတိုင်ခင်မှာပါရှိတယ်သူတက်တစ်ခုလျော့တဲ့ k ရှိရပေါ့နော် k+1 တစ်ခုလျှော့ရင် k ရှိဒီထိပါလို့ဒီကောင်ဘာလို့ပြန်ထည့်ခိုင်းတာလဲဆိုတော့အခုဒီမှာတွက်တဲ့ချိန်ပေါ့နော်ဒီကနေဒီထိပေါင်းလက်ပေါ့ဒီပေါင်းလက်က assume that ယူဆချက်အရာအပေါ်မှာဒီကောင်ရထားတယ်ပေါ့နော်ဒီကောင်ရထားတယ်ဆိုတော့ဒီကောင်ပြန်သုံးချင်လို့ဒါပြီးတော့မြင်တောင်လို့ပေါ့နော်သူရဲ့တစ်ခုလျော့တဲ့ k အစားသွင်းခိုင်းတာဖြစ်ပါတယ်ဒါဆိုရင် 1.2 ကနေ k.2 power k ဒီပေါင်းလက်ကအပေါ်မှာပေါင်းလက်အဖြေရှိပြီးသားပေါ့နော်ဒီကောင်ပြန်ကူးချလိုက်မယ်ပေါ့နော်ဒီကောင်ပြန်ကူးချမယ်အဲ့တော့ဒီပေါင်းလက်နေရာမှာအပေါ်ကအရှုံးတက်အရာယူဆထားတယ်ဒီကောင်တန်ဖို့ကိုပြန်အစားသွင်းလိုက်တဲ့တဘောပေါ့နော်ပြီးရင်ဘေးမှာပါရှိတော့ဆိုရင်ဒီကောင်ရှိတယ်ပေါ့နော်အဲ့တော့ပြန်ကူးလိုက်မယ်plus k+1 into 2 power k+1 ပေါ့နော်အဲ့တော့ဒါကိုရှင်းရမှာပေါ့နော်ဒီကောင်ရှင်းလိုက်ရင်ဘာရရမလဲဒီအဖြေရရမယ်ပေါ့နော်နောက်ဆုံးမှာဟုတ်ပြီအဲ့ဒါဆိုရင်ဝင်မြောက်မဲ့အစားပေါ့နော်ဘယ်ကောင်ပုံထုတ်လို့ရလဲဆိုတော့လိုက်ကြည့်လိုက်မယ်ဆိုရင်တွက်ရတာပို့ပြီးတော့လွယ်ကူတယ်ညံဆန်သွားတယ်ပေါ့နော်ဒီမှာဆိုရင်ကြည့်လိုက်မယ်ဆိုရင်ဒီအုပ်စုမှာ2 power k+1 ရှိတယ်ဒီအုပ်စုမှာလည်း2 power k+1 ရှိတယ်ဒီကောင်ကတော့တက်ထားလိုက်ပေါ့နော်အဲ့တော့ဒီကောင်နဲ့ဒီကောင်မှာတူတာ2 power k+1 အဲ့ကောင်ပုံထုတ်လိုက်မယ်ပေါ့နော်2 power k+1 ပုံထုတ်လိုက်ဒီမှာဘာကျန်လဲဆိုတော့ k-1 ဒီဘက်မှာဘာကျန်လဲ plus k+1 ကျန်မယ်ပေါ့နော် into 2 power k+1 ပေါ့ဒါ2 power k+1 ပုံထုတ်လိုက်တာပေါ့နော်ဒီ plus 2ကတော့ဘာမှမလုပ်ဘူးဒီကောင်ကျတော့ဒီတိုင်းပဲပြန်ကူးမယ်ပေါ့နော်ဒါဆိုဒီကောင်ကိုရှင်းလိုက်ရင် 2k ရမယ်ပေါ့ into 2 power k+1 plus 2ပေါ့နော်ဒီမှာ2ဒီမှာ2ဆိုတော့အခြေတူတဲ့ကိန်းမြောက်ရင်ထညောပေါင်းရမယ်ပေါ့နော်k ကတော့ k ပဲပြန်ထားလိုက်ပေါ့နော်ဒီ2နဲ့ဒီ2ကိုအခြေတူတဲ့အတွက်ထညောပေါင်းလိုက်မယ် k plus 2ဖြစ်သွားမယ်ပေါ့နော်plus 2က plus 2ပဲပေါ့ဒီမှာတိုက်ကြည့်လိုက်မယ်ဆိုရင်တော့လိုချင်တဲ့အဖြေရပြီပေါ့နော်ဒါဆိုရင်ဒီ left hand side နဲ့ right hand side ကတူသွားပြီပေါ့နော်